ခဲတလုံးတည်းနဲ့ငှက်တစ်ကောင်ပြစ်လို့ရမယ်ဆိုရင်စိတ်ဝင်စားလားအဲ့ဒါကတော့မြတ်တောင်ဆက်တင်တန်းကြီးကိုပေးသွင်းပြီးတော့မြတ်တောင်ကောက်တင်တန်းကို free တက်ခွင့်ရမယ်အခွင့်အရေးပဲဖြစ်ပါတယ် Oh my god! Wow! အခုတလောမင်မင်တို့ရဲ့ page messenger တွေမှာဟောဒီ TikTok ရဲ့ CB တွေမှာရောအမေးများတဲ့ class ကလေးတစ်ခုအကြောင်းကိုပြောချင်ပါတယ် eyelash extension မျက်တောင်ဆက်တင်တန်းလေးပဲဖြစ်ပါတယ်ဆွမ်းနာပြောခဲ့လို့ပဲမျက်တောင်ဆက်တင်တန်းတက်တာနဲ့မျက်တောင်ကော်တင်တန်းကိုလည်းမင်မင်တို့က free တင်ကြပေးတော့မှာဖြစ်ပါတယ်အဲ့တော့မျက်တောင်ဆက်တင်တန်းတွေမှာပါမလဲတစ်ချက်ကြည့်အောင်မင်မင်တို့အနေနဲ့မျက်တောင်ဆက်တင်တန်းကိုအပိုင်းနှစ်ပိုင်းခွဲထားပါတယ် basic class နဲ့ VMB class ဆိုပြီးတော့အပိုင်းနှစ်ခုရှိပါတယ် basic class ကတော့9ရက်တင်တန်းဖြစ်ပြီးတော့ VMB class ကတော့10ရက်တင်တန်းဖြစ်ပါတယ်အဲ့တော့ basic class မှာပါမလဲ basic class မှာကြတော့ဒီပုံမှန် set တဲ့ look တွေဖြစ်တဲ့ classic slope တွေအထူအပါးတွေပေါ့နော် customer ရဲ့မျက်ဝန်းကိုကြည့်ပြီးတော့စက်ပုံစံနည်းတွေအပြင် doll တွေပါမယ် cat eye တွေပါတင်ပေးထားတယ် volume တွေပါတင်ပေးထားပါတယ်အဲ့ဒါကို1 week တစ်ပတ်တင်ပေးမှာဖြစ်ပါတယ် VMB class မှာဆိုလို့ရှိရင်တော့အခုနောက်ပိုင်းခေတ်စားတဲ့ဒီဒိုရင်း lodge တွေ enemy lodge တွေအပြင်ပေါ့နော်ဒီ 4D shape extension တွေကိုလည်းမင်တို့ကထည့်သွင်းတင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ business class နဲ့ VMB class ကဘာကွာလဲဆိုရင်တော့ VMB class ကတော့ by one class ဖြစ်ပါတယ်တင်တန်းပြီးသွားတာနဲ့ model တွေကိုမျက်တောင်ဆက်ပေးပြီးမှ certificate ပေးအပ်သွားမှာဖြစ်ပါတယ်တင်တန်းကြီးလေးနဲ့တင်တန်းကာလာကတော့တင်ထောက်ကူအပါ basis class 9ရက်နဲ့တင်တန်းကြီး3သိန်းခွဲဖြစ်ပြီးတော့ VIP class မှာဆိုလို့ရှိရင်လည်းတင်ထောက်ကူအပါ9သိန်းကျပ်နဲ့10ရက်ဖြစ်ပါတယ်တခုပြန်ပြောချင်ပါတယ် VIP class ကတော့ by 1တင်တန်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဝင်ငွေကောင်းတဲ့ပညာရပ်တစ်ခုကိုဈေးနှုန်းအဆင့်ပြေစွာနဲ့တက်ရောက်ပြီးတော့တခြားပညာရပ်တစ်ခုကိုပါလက်ဆောင်ရမယ့်အခွင့်အရေးကိုလက်မလွတ်ကြဖို့မင်ကဖိတ်ခေါ်ပါတယ်တင်နန်းကာလာတော့10ရက်နေ့စတင်မှာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့မီဒီမဆိုစည်ရင်းပေးသွင်းနိုင်ပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်